မဆူတို့အဖွဲ့ကအရှမ်းညင်းနဲ့ခေါ်တို့အဖွဲ့ကတော့မငင်းပဲနိုင်ရှုံရှုံဆော့ခဲ့ကြတယ်လို့ပြပြလာခဲ့တဲ့မမဲခေါ်တို့အဖွဲ့ခေါ်ဖွဲ့ရလူတွေကမင်းသားမင်းသမီးလေးဆိုတော့ကအနုပဲဆော့ခိုင်းတယ်သူများတွေလိုမျိုးဟိုလူချမ်းတွေမပါတော့လေသူတို့ကလူချမ်းတွေလို့ဆော့တော့သူတို့နိုင်ကျင်နိုင်မှာပေါ့ခေါ်တော့အလှပဲရှုံးလေးဖြစ်တယ်ကလေးမင်းသမီးမင်းသားဆိုတော့အလှပဲဆော့အဲ့လိုတင်တာလား ဟုတ်လားဟုတ်လားအဲ့လိုတင်ထားတာလား ဟုတ်တယ် လူချမ်းတွေဖွဲ့တော့နိုင်ကျင်နိုင်မှာပေါ့နော်ငါတို့မင်းသားမင်းဖွဲ့ကတော့အစ်စေပဲ မစေတာစေခါတွေတားရတဲ့ဘေးတုံးချလောက်ပက်လိုက်မဲ့တင်ချင်ချိုးချိုးလေးလေးတန်တာတင်းနာချွေပြောရှင်စေရွှေမန်းသူတွေ ဒီမှာအငယ်ဆုံးဖြစ်နေရလေအငယ်ဆုံးဖြစ်တာလည်းတစ်ချက်ပါတယ်ပြီးတော့ခေါင်းကဥဆောင်မှုညံ့တာလည်းပါတယ်ပေါ့နော်ခေါ်တို့ကစော့တယ်ဆိုပေမဲ့အဲ့လိုခေါင်းကကောင်းလိုက်တာခေါင်းကအဲ့လိုမျိုးစော့ရဆိုတော့ခေါ်တို့တငယ်ချင်းတွေကြတော့ပြောမလားဆိုမလားတည်ရမလားတခုရှုံးလေးဆဲလိုက်ဆိုလိုက်နဲ့စော့တာမျိုးဆိုခလေးနေကြခေါင်းနဲ့ဆက်ဆက်မှအရင်စိတ်နေနော်လုံးဝစိတ်တိုင်းမယ်နော်စိတ်ကြနှစ်ပွဲသုံးပွဲလောက်စော့ပြီးတော့မှတယောက်ကြတော့ရင်းနှီးလာပြီးတော့မှတယောက်မကြိုက်တာလေတယောက်ကြိုက်တာလေနော်တိုင်မြင်ဖြစ်လာနော်မြင်ပါအောင်နော်အမြင်နဲ့ရင်းမရှိလို့နိုင်ရှုံးရှုံးဘယ်တော့ပိတ်တာကိုမင်းပြောပြပြီလေမင်းသားမင်းမီးတွေစုထားဆိုတော့ကလေးတွေကိုအဲ့လိုလုံးစမလို့နော်စိတ်နဲ့ academy တွေယုံမှာ လူချမ်းသေးတွေပဲပေးနိုင်တာ လူချမ်းတွေပဲစော့ကြမယ်နင်တို့စော့နိုင်စော့မှာလူချမ်းတွေဆိုလုံနိုင်တယ်လေအလေးပင်လည်းမနိုင်တယ်သူက ကဲဒါဆိုလို့ရှိရင်